ရေဆက်တွေကုန်သွားလို့ထဲတယ်ကကြမကထိထားတယ်လို့မဟုတ်ပဲတဲ့ရဆက်တကယ်ဆိုတော့မဆုံးခဲရေပို့ပြီးကောင်းမယ်အခုတော့ငါတယောက်တည်းဒီအထီးကြံကပါကြည့်တယ်ပြန်လာခဲ့ဆူတောင်းနေပြီမဲမပြေနိုင်ခဲ့ဘာကြောင့်များ